ရှင်တွေကညွှန်ကြားမှုရုပ်ကိုစားပြီးစေးပြတက်ခွဲတဲ့အတူတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုအလေးနေပြည်တော်မတည်ငြိမ်ပြီးညောကျွန်တော်တက်တွေနဲ့ရအောင်ထည့်ပြီးကျွန်တော်တက်တွေထည့်တယ်ဆိုတော့တက်တွေထည့်ခြင်းနဲ့ပြလို့မရဘူးကျွန်တော်တို့ကလက်ရှိထောက်ပြီးကြည့်နေတဲ့ပြဿနာရှာဖို့လုပ်တယ်လူတွေအများကြီးရှိတမတော်ကာဝေးရေးစုချုပ်ရဲ့တင်ပြချက်ကို2010ပြည့်နှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ2015ခုနှစ်ပါတီစုံပြည်သူ့သားအမိပြည်သူ့သားအဖဆိုတဲ့စောင့်ဖို့ကို KSတိုင်းပြည်ရဲ့အတွေ့အကြုံနဲ့နိုင်ငံတကာရဲ့အတွေ့အကြုံများကိုကြည့်ပြီးကောင်းတဲ့အချက်များကိုအစိုးရတရဟာစုပေါင်းဦးဆောင်မှုနဲ့ဆောင်ရွက်ခြင်းဟာပုံမူကောင်းမှုကြောင့်သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်တောင်းကြောင်းကိုယ်နိုင်ငံရဲ့ stand ပေါ်မှာသာယူပြီးတွားရမှာဖြစ်ကြောင်းမိမိတို့အနေနဲ့လွတ်လပ်ပြီးတက်ကြွတဲ့ဗန်းမလိုက်တဲ့နိုင်ငံခြားပြဋ္ဌာန်းချက်များနဲ့အညီဆောင်ရွက်ပြီးစီးပြလို့ရှိရင်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုပြန်လည်ကျင်းပပြီးအနိုင်ရတဲ့ပါတီကိုဒီမိုကရေစီစံချိန်စံနှုန်းများနဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ပါတယ်။လုံခြုံရေးအရာရှိဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့တက်ရောက်ကြတာမျိုးသားတက်မတော်စစ်ဦးစီးအရာရှိချုပ်လာဦးမျိုးသား2021. Если раньше мы говорили про пандемию, про коронавирус, то теперь мы говорим с вами про боевые действия на Украине. Мыဆောင်ရွက်နေဖို့တဲ့လိုအပ်မယ်ဖြစ်ပါတယ်။နိုင်ငံကြီးတွေကိုလွန်ဆန်နိုင်ခြင်းမရှိတာကိုလည်းသိရှိရပါတယ်။ Рад видеть вас. И там 75 лет. 75 лет. Ламах Нима Своин Тюнуров Нанагам. Мадрома Восточная. Когда я ращу Нагама Каисим Своин Той Мадам Титире. А когда сей голе Ялбо Бабаде. Хочу вас поблагодарить за то, что вы приняли наше приглашение и приехали на Atu Kozale Pedu, Mr. Alon K.O. Kitty Kong A. Dignimana Paima, Nibiroshi, Nanganosima Ochui Council Ogatai. Arilu to Sayama, P. Shimu Mapue, Tanaka, a Jampamumia, Ochui Council, Suya Nipi, Shilong and Zengaya Tamapi, Nangan Tini, Ijam Yari, Abiwa, Bubon Somali Shimu, Natona Saligune, Nangana Wundi Joni Adu, Council Driver Adrimu, Duria Bojoji Yewen U. ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနနှင့်ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရှေ့လုပ်ငန်းစဉ်9ရပ်ကိုချမှတ်ဆောင်ရွက်နေမှုနှင့်လွတ်လပ်ပြီးတရားမျှတသည့်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကျင်းပရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းထောက်ခံပါကြောင်းမြန်မာနိုင်ငံ၏တည်ငြိမ်အေးချမ်းရေးအတွက်တရုတ်နိုင်ငံအနေဖြင့်အလေးထားပူးပေါင်းဆောင်ရွက်လျက်မြန်မာနိုင်ငံ၏လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုကိုအခိုင်အမာထောက်ခံပါကြောင်းနိုင်ငံတော်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နှင့်အတူကောင်စီတွဲဘက်အတွင်းမှုဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတန်းဆွေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနနှင့်ပြည်ထောင်စုအမိုင်းကျောင်းရှိကလာမယ့်2025ခုနှစ်မှာတန်တမန်ဆက်ဆံရေး85နှစ်ပြည့်စံရတုနှစ်သူရောက်ရှိမှာဖြစ်တဲ့အခြေအနေများမြန်မာနိုင်ငံအနေဖြင့်တရုတ်နိုင်ငံအတွက်ထာဝရမိတ်ဆွေနိုင်ငံယုံကြည်စိတ်ချရသောနိုင်ငံအဖြစ်ခိုင်ခိုင်မာမာရပ်တည်သွားမယ့်အခြေအနေများငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်မှုကြီး9ရပ်ကိုစတင်သဘောတူဆောင်ရွက်ခဲ့တဲ့နိုင်ငံများဖြစ်သည့် ကတဲ့တထောင်တို့ရောက်ရှိကြပြီးငလင်ဘေးဒဏ်ကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူများအားဇေဝကုသမှုဆောင်ရွက်ပေးနေမှုများကိုကြည့်ရှု၍အားပေးစကားပြောကြားကာထိခိုက်ဒဏ်ရာရရှိသူများအားလိုအပ်တဲ့နဲ့တပ်မတော်စင်းဝင်တဲ့ညွှန်ကြားရေးမှူးရုံးတို့ပူးပေါင်း၍လျင်မြန်မြန်ဆောင်ရွက်သွားရတဲ့အခြားလိုအပ်တာများကိုမှာကြားခဲ့ပါတယ်။တင်မှုကြောင့်ပျက်စီးခဲ့ရတဲ့အိမ်ယာများမှာကုညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုများနဲ့တပြေကုန်းစေးအတွင်းရှားကိုအမြန်ဆုံးကယ်ထုတ်နိုင်ရေးဦးစားပေးဆောင်ရွက်သွားရန်ကုရန်နဲ့ဘေးအန္တရာယ်ကင်းရှင်းစေရေးဂရုပြုဆောင်ရွက်သွားစေရန်နဲ့အခြားရင်းနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌအားတရုတ်ပြည်သူသမ္မတနိုင်ငံသမ္မတကရင်းနေနေကြိုးစုံနှုတ်ဆက်ပြီးမှတ်တမ်းတင်တပ်ပုံရိုက်ပါတယ်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့တူကော်မရှင်တူရမှုတွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရန်အခုလိုမြန်မာနိုင်ငံနေနဲ့ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေး Shanghai Cooperation Organization SCO Summit 2025နဲ့တရုတ်ပြည်သူများရဲ့တစ်ပတ်နိုင်ငံဖြစ်လာပြီးအစည်းအဝေးများမြန်မာနိုင်ငံနေနဲ့2023ခုနှစ်မေလမှာ SCO ရဲ့ဆွေးတင်ဆောင်ရွက်သွားနိုင်မှုယုံကြည်ပါကြောင်းဆွေးနွေးပြောကြားပါတယ်။အဲဒီနောက်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာပူးပေါင်း15ခုနှစ်မေလမှာမော်စကိုမြို့မှာတရုတ်မြန်မာခေါင်းဆောင် Intervista Hotel မှာတွေ့ဆုံဆွေးနွေးပါတယ်။ဦးစွာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံအဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့အတူကော်မရှင်အတွင်းမှတွဲဘက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးခီးစဉ်မှာလိုက်ပါလာတဲ့ကော်မရှင်အဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများနဲ့အတူအိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများတက်ရောက်ကြပါတယ်။အဲဒီလိုတွေ့ဆုံဆွေးနွေးရမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကိုမိမိအနေဖြင့်အထူးပင်ကျေးဇူးတင်ရှိတာကိုထပ်လောင်းပြောကြားလိုပါကြောင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ SCO အပေါင်းထိပ်သီးအစည်းအဝေးကိုအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်နဲ့နိုင်ငံပေါင်း20ကျော်မှနိုင်ငံကောင်ဆောင်များနိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များပါဝင်တက်ရောက်နိုင်ရန်အဲဒီလိုနိုင်ငံအလိုက်ဆွေးနွေးပြောကြားရမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မူကြီးမင်းအွန်လိုင်းဟာပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနဲ့ဇနီးများကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တမတော်ရရှိကြီးများနဲ့ဇနီးများအရာရှိစစ်သည်မိသားစုဝင်များနဲ့အတူနေပြည်တော်ကောင်စီနယ်မြေဇေယျတီတီမြို့နယ်အနော်ရထရက်ပေးပါတယ်ပြန်လည်ဖြည့်ကြားခဲ့ပါတယ်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံပေးခဲ့မှုအပေါ်လာရောက်မဲပေးကြတဲ့မဲဆန္ဒရှင်ပြည်သူများကလည်းဝမ်းမြောက်ဂုဏ်ယူလျက်ရှိပြီးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဟာမဲရုံများအလိုက်မဲဆန္ဒရှင်ပြည်သူများရဲ့ဆန္ဒမဲပေးနေမှုများကို
ရင်းနှီးနှွေးထွေးစွာပြန်လည်နှုတ်ဆက်ခဲ့ကြကြောင်းနဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးရမှုခန်းစားချက်အတွေ့အကြုံများကိုတင်ပြခဲ့ကျွန်တော်လူမျိုးအောင်နိုင်သည် ပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကျွန်တော်သမ္မတမြန်မာနိုင်ငံတော်နှင့် စီလုံးညီညွတ်မှုပြိုကွဲရေး တိုင်းသားစီလူညီညွတ်မှုမပြိုကွဲရေး ချုပ်ချာနာအာဏာတည်ရခိုင်ရေးတို့ကို ချုပ်ချာအာဏာတည်တဲ့ခိုင်မြဲရေးတို့ကို ထာဝရဥစိတ်ပန်းစင်ဆောင်ကျွန်ုပ်သည် ကျွန်ုပ်သည် ဒီနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥ နိုင်ငံလူဦးရေရဲ့90ရာခိုင်နှုန်းကဟာကျေးလက်ဒေသတွေမှာနေထိုင်ကြတာဖြစ်ပါတယ်လူမှုရေးပြန်လည်တည်မြတ်ရေးတရားမျှတမှုနဲ့ငြိမ်းချမ်းရေးတို့ကိုအထောက်အကူပြုစေရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ထိုက်တဲ့ပြည်ထောင်လူငင်းချမ်းသာခွင့်တို့ကိုလည်းစဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုပြီးတည်ဆောက်ရမှာနိုင်ငံတကာဆက်ဆံရေးမှာလည်းဟာကျညီကြီးဆောင်ရွက်သွားမှာဖြစ်ပြီးအင်ဒီဂျီနိုင်ငံများနဲ့ချစ်ကြည်ရင်းနှီးမှုတိုးမြင့်တည်ဆောက်သွားရမှာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာအာဆီယံဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်အာဆီယံနဲ့ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိအောင်ကြိုးစားဆောင်ရွက်သွားပါမယ်နိုင်ငံတော်သမ္မတမိန့်ခွန်းပြောကြားလို့ပြီးပါပြီ။ဒါဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒီနေ့ကျင်းပပြုလုပ်တဲ့